နောက်ထပ်တစ်ခန်းအနေနဲ့ဒါက unit H ပါသူကကြတော့ square feet 1098 square feet ရှိတယ်ဆိုတော့ဟိုကလေဒီအဝင်ဝတွေမှာလည်းလေဒီ main door တွေကိုအစား fire resistant ဖြစ်တဲ့door တွေနဲ့တိတ်ချလေးလုပ်ပေးထားတယ်ဒီမှာ bell လေးတွေလည်းပါမယ်ပြီးတော့သူ့ရဲ့ဒီ lock အနေနဲ့ဆိုလို့ရှိရင်လည်း key lock လည်းပါမယ်ဒီလိုဟာတို့ password လေးလည်းပါမယ်ပေါ့နော်ဟိုအထဲလေးလိုက်ကြည့်ရအောင်Welcome ဒီမှာဆိုလို့ရှိရင်ဒါက video intercom system လေးရှိမယ်ပြီးလို့ရှိရင်သူ breaker system တွေလည်းအများကြီးသေချာလေးပေါ့နော်တစ်ခုချင်းစီဘယ်လိုပြောမလဲsecurity အတွက်ကိုသေချာလေးစီစဉ်ပေးထားတာပေါ့နော်ဟုတ်ပြီးရင်သူက1098 square feet ထဲမှာဒါဆိုလို့ရှိရင် store room အနေနဲ့သုံးလို့ရတယ် store room တော်တော်လေးကျယ်တယ်နော်မီအတွက်တွေပါလည်းပါတယ်ဆိုတော့ဒီဘက်အချမ်းလေးကဒါ open kitchen လေးလုပ်ပေးထားတယ်ဒီနေရာမှာတော့ရေခဲတက်တာလေးလာမယ်ပေါ့နော်ရေခဲတက်တာလေးတော်တော်ကျယ်လေးနော်ရေခဲတက်တာဆိုပေမဲ့နော်ရေခဲတက်တာလာပြီးပြီဆိုတော့ ਨੇ ဒီအပေါ်ကြီးကိုလေအလွတ်ကြီးမဖြစ်စေဘူးနော်သူကလေဒီမှာလေတေချာလေးလို့တေချာကိုစီစဉ်ပေးထားတယ်ပြောရမယ်ပြီးရင်ဒီမှာ cabinet တွေအသေးချာလေးပါမယ်အပေါ်ကဟာလေးဒီအခုဟန်နီတို့ပြထားတဲ့accessory တွေဒီ facility တွေကအကုန်လုံးပါမှာနော်ဒီထဲမှာပြင်ဆင်ပေးထားတဲ့အရာတွေအကုန်လုံးပါမယ်ရှင့်နော်ပြီးရင်ဒါကတခန်းဒါ bedroom 1လေးပေါ့နော်ဒါကကြတော့ဒါ single room လေးရှင်ဟုတ် single room လေး single room ဆိုပေမဲ့တပယ်နေလို့ရတယ်တပယ် room လေးနေလို့ရတယ်ဒီမှာဆိုရင်လည်း wardrobe လေးတွေစီစဉ်ပေးထားတယ်တော့တော်တော်လေး space တော်တော်လေးကိုလေ waste မဖြစ်အောင်စီစဉ်ပေးထားတာဆိုတော့သူ့ရဲ့ main door တွေလည်းကောင်းတယ်တခန်းနဲ့တခန်းမှာနော်တကယ်ကို idea လေးမတူဒီဘက်ဆိုလို့ရှိရင်ဒါ purple color လေးနဲ့ကို match လုပ်ပေးထားတာဒါကကြတော့ဒါ common bathroom လေး common bathroom လည်းတော်တော်ကျယ်တာပဲဒီမှာ stand shower လေးထားပေးထားတယ်နော်မဆိုးဒါလေးလည်း luxury vibe ရတယ်ဟိုဟာဆိုရင်ဒါကတော့ living room ကြီးပါဒီ living room ပြင်ထားတာလေးလည်းလှတယ်တော့သိလားဒီရဲ့ themes က purple themes လို့ပြောလို့ရတယ်။ဘာလို့ဆိုတော့သူ့ရဲ့အခန်းတွေထဲမှာ purple ရောင်လေးတွေတွေ့တယ်။ဒါလေးတွေဒီလိုပေါ့နော်။ဒီဇိုင်းအလှဆင်ထားတာလေးတွေကလည်းတကယ်ကို luxury vibe ကိုတော်တော်လေးရတယ်။ဒီမှာဆိုလို့ရှိရင်လည်းဒါက TV ထားတဲ့စင်ရှိမယ်။နော်။ဒီမှာစာအုပ်ကလေးတွေပါလေးထားလို့ရတယ်။နော် okay ဒါက master bedroom ရှင့်။ master bedroom ကဒီမှာဆိုသူလဲ boiler တွေ water heater တွေဘာမှပြောစရာမလိုအကုန်လုံးပါတယ်သူလဲ stand shower လေးနဲ့ပဲနော်ပြီးရင်ဒီမှာ cabinet တွေပါမယ်wardrobe လေးတွေနဲ့နော်သူ့ရဲ့ themes က purple themes လေးဒီမှာလဲ view ကောင်းတယ်ဒီဘက်အချမ်းရဲ့ view ကတော့ကွယ်ဘယ်လိုပြောရမလဲဆိုတော့ဟာလုံးဝကွန်ဒိုထဲမှာနေပြီးတော့ကိုတကယ်ကိုအိမ်ယာ vibe လေးရတယ်ဟိုဒီဘက်မှာဆိုရင်ရေကန်ရှိတယ်ဆိုတော့မစိုးကွယ်ဖုံးရွှေရဆိုလို့ရှိရင်လည်းကန်နေမြင်နေရတယ်ဆိုတော့လက်လာပါလည်းပိုကောင်းတာပေါ့နော်ဒီနေရာလေးလည်းလီတော်ကောင်းတယ်ဒီဘက်ကတော့ဒီမှာနေရတယ်ဆိုတော့ vibe ကိုတကယ်မရတာတော့သိလားအေးပြီးတော့လေဒီဘက်မှာစုညံတန်တွေလည်းမရှိဘူးတိတ်တိတ်ဆိတ်ကလေးနဲ့ဒီလိုအချိန်မျိုးကလေဒီရုံးပိတ်ရက်တွေပါဆိုရင်တော့လောကကိုယ့်အိမ်ထဲကနေတောင်အပြင်ထွက်ဖို့စီစဉ်ရှိမှာမဟုတ်ဘူးဒီလို vibe မျိုးอ่ะဒီမှာလဲ aircon တွေပါမယ်เนาะအပေါ်ကစီလင်တွေကတော့ဟိုကစိတ်ပြင်ဆင်ပေးထားတဲ့အတိုင်းပဲအကုန်လုံးပါမယ်ပြီးရင်သူ့ရဲ့ကြမ်းကင်းတွေကိုတေချာလေးလုပ်ပေးထားတယ်ရှင်ကြမ်းကင်းတွေရလဲလေနော်ဆိုတော့ဒီအပြင်လေးတွေကတော့ညီမတို့ကြမ်းကင်းကိုကြွေပြားနဲ့ခင်းပေးထားတယ်အထဲကိုတော့ညီမတို့ပါကေးတုံပေးထားတယ်ရှင်ဒါရန်နာလဲပါတယ်သူကဆိုအိတ်ခမ်းတွေတဲကနေလဲ view ကောင်းကောင်းလေးမြင်ရမယ်ဒီဘက်ကနေလဲ view ကောင်းကောင်းလေးတွေမြင်ရပါမယ်တကယ်ပဲရုံးပိတ်ရက်တွေနားတဲ့ရက်တွေဆိုလို့ရှိရင်เนาะဒီမှာထိုင်နေတော့မှလေ idea ကောင်းကောင်းလေးရမှာသိလားကိုယ့်ရဲ့ relax area ကကိုယ့်ရဲ့ relax area ကကိုယ့်ရဲ့ home ဖြစ်နေဆိုရင်ဒီမှာဆိုရင်ဟန်နီဒါဆိုရင်တော့ဒီနေရာလေးကိုဟန်နီက dining table လေးထားမယ်ပေါ့နော်။ဘာလို့ဆိုတော့ဟို living room နဲ့ dining room လေးတိတက်လေးခွဲနေရလေးကပိုကောင်းတယ်လေနော်။ဆိုတော့ဒီမှာ dining table လေးထားလိုက်။
Okay ဆိုတော့ဒီအခန်းလေးလည်းမစိုးဘူးအခန်းတိုင်းကတော့တခုမှမစိုးနေဘူးပေါ့နော်တော်တော်လေးကိုပြင်ဆင်ထားတာတော်တော်ကောင်းတယ်လို့ပြောရမယ်ဒါတောင်မှဒါက1000ဆုံးဆုံးလေးပဲရှိမယ်1098 square feet unit H ပါဆိုတော့ဟန်တို့အခြေဆုံးခန်းကိုသွားမယ်1300 square feet ကိုသွားကြမယ်